ဒီနေ့ပဲနှုတ်လောက်မယ်ဒီပဲနှုတ်လောက်တဲ့ပဲကိုဒီဈေးမှာတက်ရှာဝယ်လို့ရတယ်ဘလို့သူ့ရဲ့အချိုးကဘလို့ထည့်ရလဲဆိုတော့ဒီလိုမျိုးပဲဒီလိုမျိုးတစ်ခွက်သုံးမယ်ဆိုရင်ရေက9ခွက်ကနေ10ခွက်သုံးမယ်ဆိုတော့ကျွန်တော်ကဒီ300 gram ဝန်းကျင်တော့သုံးထားတယ်ရေကလည်းသူ့ရဲ့9ဆ10ဆထည့်မယ်ကျွန်တော်က9ဆထည့်ထားတယ်ဆိုတော့မနေ့ညကလေးကစိတ်နေဒီပဲနှုတ်ရဲ့ပဲကိုတညဆိုင်ရမယ်ရေခဲတက်တာထဲမှာကျွန်တော်ထားတယ်ဒီနေ့ရောက်လာတဲ့ခါကျတော့ဒီလိုလေးပွားလေးဖြစ်လာတယ်စိန်နှုံးကတော့နည်းနည်းလေးပဲပွားလာတော့လည်းအများကြီးရသွားတယ်ပဲကို2ခါလောက်ရေထပ်စေးလိုက်မယ်တန့်သွားပြီဆိုမှပဲကျွန်တော်တို့ကြိတ်မယ်ခုနကပဲနဲ့ရေနဲ့အချိုးချလိုက်တော့ရေပမာဏအလောက်များကြီးရတယ်ဘာလို့အဲ့လောက်များကြီးလုပ်လဲဆိုတော့ကျွန်တော်ကမိသားစု2စုစာလုပ်တယ်ကျွန်တော်အဖေရဲ့မောင်လေးရဲ့မိသားစု1စုရဲ့ကျွန်တော်တို့မိသားစု1စုရဲ့2စုကဲလောက်ကြမယ်ဒီပဲကိုခုနကရေနဲ့ရောပြီးတော့မှဒီထဲမှာကြိတ်မှာပြီးရင်သူ့စစ်မှာအကယ်လို့ဒါကျွန်တော်တို့ပဲနို့ကြိတ်တဲ့ဆက်ပဲနို့ဖြော်တဲ့ဆက်ငကိုတွေကရှိတယ်ဆိုရင်သူကတော့2ယောက်3ယောက်စာလောက်ပဲလုပ်လို့ရတယ်အဲ့ဒါရှိတယ်ဆိုရင်အထဲမှာပဲထဲလိုက်ပြီးလို့ရှိရင်ရေထဲလိုက်ပြီးသူ့အချိန်နဲ့သူထားလိုက်နိုင်ဝက်လောက်နေလို့ရှိရင်ဒီပဲလက်စစ်စရာမလိုဘူးပဲနို့ကထွက်လာပြီအကယ်လို့အဲ့ဒါမရှိဘူးဆိုရင်ကျွန်တော်တို့ manually တာနဲ့လုပ်မယ်လူများတယ်ဆိုရင်လည်းကျွန်တော်တို့ကဒါနဲ့လုပ်ရမှာပဲလူနည်းမှာပဲဟိုဆက်ကလေးကအဆင်ပြေတာတတာတိတ်လေကောင်းလေပဲဒီလိုလေးပိတ်စလေးသူ့စစ်ဖို့ပိတ်စအိတ်ကလေးလိုတယ်ဒီထဲမှာကျွန်တော်တို့လောင်းထည့်လိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့အရေးထွက်အောင်ညှစ်ယုံမယ်ဒီပဲနှုံးကကျွန်တော်တို့အသက်40ကျော်တဲ့အမျိုးသမီးတွေအတွက်အရင်တော့ကအစီချလို့ဒီလောကတိုင်ရစားလို့ရာတီကိုလုံးဝမလာတော့တဲ့အထီကိုဒီလိုအစိုးရတဲ့နီလန်းနဲ့အစီချခဲ့တဲ့သူတွေအတွက်ဒီပဲနှုတ်ထဲမှာပါတဲ့ဒီ isoflavone ဆိုတဲ့တက်လေးကသူတို့အတွက်အရန်ကောင်းတယ်ကျွန်တော်တို့ဒီ menopause အမျိုးသမီးတွေအတွက်လည်းအရန်ကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ menopause ရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ estrogen hormone level ကကျလာတယ်။ဒီပဲနှုတ်ထဲမှာပါတဲ့ဒီတက်ကလေးကကျွန်တော်တို့ရဲ့ estrogen ကျနေတဲ့ estrogen hormone level ကိုအပေါ်ပြန်ဆွဲတင်ပေးတယ်။ဒါဒီမကသေးဘူး။အကယ်လို့က estrogen hormone ကများနေတယ်ဆိုရင်အဲ့ဒီတက်ကလည်းဒီ estrogen hormone လေးကိုပြန်ချပေးတယ်။ तू က two way အာနိသင်ရှိတယ်။တိတ်မထွက်တော့ဘူးဒါပေမဲ့သူ့အထဲမှာဒီကဟိုဟာတွေထွက်အောင်ပါလေသူ့ရဲ့ပဲနို့ကမတန့်အောင်မလုပ်ရသေးဘူးအဲ့ဆိုတော့ခုနကရေနဲ့ပဲဒီပုံနဲ့ရေနဲ့အထဲနဲ့ပြန်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့မှညှစ်မယ်အဲ့တော့သူ့ထဲမှာလည်း antioxidant တွေပါတယ်အဲ့ဒီဗီတာမင်တွေလည်းပါတယ်နောက်ပြီးကျွန်တော်တို့အသားရည်လည်းကောင်းစေတယ်သူ့မှာကောင်းကျိုးတွေကပြောမကုန်တော့အောင်ပဲအရင်ကိုကောင်းတယ်ကျွန်တော်တို့အရင်ကြိုက်တယ်ပဲနို့ဒီမှာအမြုပ်တွေအများကြီးထွက်လာတယ်ဒီထွက်လာတဲ့ဒီအမြုပ်တွေကိုဖယ်လိုက်မယ်ဒီမဲ့အမြုပ်တွေပြီးလို့ရှိရင်ခုနကကျွန်တော်တို့ရဲ့ကြံတဲ့ရေတွေနဲ့လောင်းလိုက်မယ်ပြီးလို့ရှိရင်ဒီဟာကြီးကိုပုတ်ပွက်ဆူတဲ့အထိတဲမယ်ဒီပဲနို့ထဲမှာပါတဲ့ဒီပဲထဲမှာပါတဲ့ protein ကကျွန်တော်တို့အသားထဲကနေပါတဲ့ protein နဲ့အတူတူပဲသူ့ရဲ့ quality က same level ပဲဒါကိုပွက်နေတာကိုမှ3-4 မိနစ်လောက်ထပ်မွေးလိုက်မယ်တေချာပွက်သွားအောင်လို့ကဲကျွန်တော်တို့ရဲ့ပဲနို့ကရသွားပြီအပေါ်ကအမြုပ်လေးနည်းနည်းလေးဖယ်လိုက်ရပြီကျွန်တော်ရဲ့ပဲနို့ရေကိုခုနကချိန်တွက်လိုက်တယ်သူမှာ3900 ml လောက်ရှိတယ်3900 gram လောက်ရှိတယ်ကျွန်တော်သုံးထားတဲ့ပဲက300 gram ဆိုတော့ဒီပဲ100 gram ဆိုရင်သူကယ်လိုရီက390ဝန်းကျင်လောက်ရှိတယ်ဆိုတော့ဒါလေးတစ်ခွက်ကိုအပြည့်150 ml အပြည့်ကမှပဲကယ်လိုရီက80ဝန်းကျင်လောက်ပဲရှိမှာမွေးနေရပဲနို့စစ်စစ်လေး